အားလုံးပဲမင်္ဂလာပါပြန်ဆောင်ကြည့်နော်ဆိုတဲ့တခြင်းလေးနဲ့အားလုံးကိုတင်ဆက်ပေးချင်ပါတယ်ဒီတခြင်းကကိုယ်ဒေတာလေးကိုထားခဲ့ပြီးမှထွက်သွားကြတယ်ပေါ့နော်တောင်ဇလက်နဲ့ချယ်ရီတွေပြန်ပွတ်တဲ့အချိန်မှာတော့ပြန်ဆောင်ကြမယ်နော်ဆိုတဲ့တခြင်းလေးဖြစ်ပါတယ်ဆရာတောင်းလှန်ကနေပြီးတော့မှရေးဆက်ပေးထားတာဖြစ်ပါတယ်နေဆုံးခွာပြီးလူရပြန်တန်းသွားကြတော့တဖြည်းဖြည်းချင်းအယောင်မေးမေး